ဒီကနေ့အတွက်ဖရာသခင်စကားပြောတဲ့အရာကတော့သင်နဲ့တူငါအမြဲရှိတယ်။ယောရှုမတ်စာအခန်းကြီး1အခန်းငယ်ကိုသင်ကိုငါမှထားသည်မဟုတ်လောအာယူ၍ရေရင်ချင်းရှိလောမကြောက်နဲ့စိတ်မပြတ်နဲ့တွားလေရရ၌သင်၏ဖရာသခင်ထာဝရဖရာရှိသည်ဟုမိန့်တော်မူ၏။ထိုနှုတ်ကပတ်တော်ဟာဣသရေလလူမျိုးတွေကိုဥဆောင်ပြီးဂရိတော်ထားရပြည်ကိုတွားရန်ယောရှုပြင်ဆင်နေချိန်မှာဖရာသခင်တိုက်ရိုက်ပြောဆိုသောစကားဖြစ်ပါတယ်။ထိုစကားကယောရှုအတွက်ဖျားသခင်စီကတိုက်ရိုက်လာတဲ့အလွန်လေးနက်သောဂရုတော်ဖြစ်တယ်လို့ယောရှုလုပ်သမျှအရာတိုင်းမှာသူကြုံရမဲ့စိန်ခေါ်မှုတွေတိုင်းမှာဖျားသခင်ရဲ့ထောက်ပံ့မှုကလက်ညှိုးထိုးမလွယ်ရှိနေမယ်ဆိုတဲ့ဂရုတော်ဖြစ်ပါတယ်။ထို့တူပဲထိုဂရုတော်ဟာဒီကနေ့မှာကျွန်တော်တို့ကိုယောရှုကဲ့သို့တိုက်ရိုက်စကားပြောနေပါတယ်။ကျွန်တော်တို့အသက်တာမှာကိုအားကိုကိုးပြီးအကောင်းဆုံးကြိုးစားနေခြင်းထက်ကျွန်တော်တို့နဲ့အတူဖျားသခင်အတူရှိနေတဲ့ဆိုတဲ့ဂရုတော်ရဲ့တကူတော်ကိုယုံကြည်အားကိုးပြီးဖျားတဲ့ကျေးဇူးတော်ကိုချီးမွမ်းတတ်ဖို့အရေးကြီးတာဖြစ်ပါတယ်။ဖျားသခင်ကကျွန်တော်တို့ဘယ်နေရာရောက်အတူရှိနေတာဖြစ်ပါတယ်။ထိုကျေးဇူးတော်ကိုနားလည်ပြီးကျွန်တော်တို့ရဲ့ကြောက်ရွံ့စိတ်တွေတန်တရားတွေအားငယ်စိတ်တွေကိုချီးမွမ်းသောစိတ်ကျေးဇူးတော်ကိုယုံကြည်ပြီးလှုပ်ဆောင်တတ်သောနှုံးသားအဖြစ်ပြောင်းလဲပြီးကျွန်တော်တို့အတွက်ဖျားပြည့်စင်ထားတဲ့ပန်းတိုင်ရောက်ဖို့ရန်လှုပ်ဆောင်ရမယ့်အရာမှန်သမျှကိုရဲရင်စွာလှုပ်ဆောင်တတ်သောအောင်မြင်သူအသက်တာကိုရှောက်လန်းရမှာဖြစ်ပါတယ်။အရောက်ချင်းစီတိုင်းကိုဖျားသခင်ကောင်းချီးပေးပါစေ။